အခုရှင်းပြမှာတော့ကျွန်တော် lighting designer ရဲ့ tools တွေပဲဖြစ်ပါတယ်ဒါကတော့ matrix triangular scale ruler ပါကျွန်တော်တို့နိုင်ငံတကာမှာမီတာနဲ့ပဲအသုံးပြုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ matrix scale နဲ့ကိုတိုင်းတာတဲ့ပေတံတွေကိုကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ်အဲ့မှာ150 scale 130 1250 1125 195ဆိုပြီးတော့ scale ရှိပါတယ် stencil သုံးဖို့ scale guide ကျွန်တော်ဆွဲပေးရတဲ့ lighting template တွေပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ lighting layout brand ဆွဲလို့ရှိရင်မရှိမဖြစ်အရင်ရေးကြည့်တဲ့ lighting fixture conventional lighting symbol တွေကိုဆွဲရတဲ့ template သို့မဟုတ်ကျွန်တော် stencil လို့ခေါ်တဲ့အရာဖြစ်ပါတယ်ကျွန်တော် torch light ပါ torch light ကလည်းကျွန်တော်အရင်ရေးကြည့်ပါတယ်ကျွန်တော်ဇက်ရုံတွေမှာဖြစ်ဖြစ်တခြားနေရာတွေမှာကျွန်တော် torch light ကကျွန်တော်ခေါင်းပေါ်မှာလည်းတက်ဆင်တဲ့ torch light လိုပါတယ်မီးချိန်တဲ့နေရာမှာကြာရင်ကျွန်တော်လက်နှစ်ဖက်နဲ့ချိန်ရတဲ့အတွက်ခေါင်းပေါ်မှာတက်ဆင်တဲ့ torch light ကအရေးကြီးပါတယ် spanner ပါကျွန်တော်တို့မီးချိန်တဲ့နေရာမှာ lighting ရဲ့ knob တွေကိုကြက်တာတို့ချောင်းပြန်လှည့်တာတို့မှာအသုံးပြုပါတယ်ပြီးတော့ကျွန်တော် plier ပါဒါလည်းအရေးကြီးပါတယ်ဒါမရှိမဖြစ်လိုအပ်ပါတယ်ပြီးရင်ကျွန်တော် screwdriver เนาะ star နဲ့ minus ပေါ့เนาะ plus minus screwdriver တွေကိုကျွန်တော်တို့ဆောင်းထားရမှာဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့ pencil cutter knife တွေပေါ့နော်ဒါကတော့ကျွန်တော်တို့ color chart တွေကိုဖြတ်တဲ့နေရာမှာကျွန်တော်အသုံးပြုပါတယ်ကျွန်တော်လိုချင်တဲ့ color တွေကို color frame နဲ့ကွက်တိဖြတ်တဲ့နေရာမှာအသုံးပြုပါတယ်ကျွန်တော်ပြီးတော့ measuring tape ပါရေးကြည့်ပါတယ်ကျွန်တော်တို့တည်သားတဲ့အတိုင်းထွာတွေအတွက်အမြင့်တွေအကွာဝေးတွေကိုတိုင်းတဲ့နေရာမှာလိုအပ်ပါတယ်အထူးသဖြင့်ကျွန်တော် laser measuring device ကလည်းကျွန်တော်အသုံးပြုနိုင်မယ်ဆိုတော့ပိုကောင်းပါတယ်ဒါကျွန်တော်တည်သားမှာတစ်ခုနဲ့တစ်ခုဝေးတဲ့နေရာတွေမှာတိုင်းတာတဲ့နေရာမှာသုံးပါတယ်laser pointer ကတော့ကျွန်တော်တို့ focus ဖြတ်တဲ့နေရာမှာကျွန်တော်ဘယ်မီဆိုတဲ့နေရာကိုကျွန်တော်တို့ညွှန်ပြတဲ့နေရာမှာအထူးအသုံးဝင်ပါတယ် desk lamp ဒါကျွန်တော်စပွဲတင်မီးအိမ်ပါကျွန်တော်တို့ဇက်ညွှန်းတွေဖတ်ဖို့နေရာပြီးတော့ကျွန်တော်တို့အရာဝတ္ထုတစ်ခုခုရေးဖို့မှတ်ဖို့နေရာမှာကျွန်တော်မီးလိုအပ်ပါတယ်ကိုယ်တိုင် programming လုပ်တဲ့နေရာမှာ desk lamp ကရေးကြည့်ပါတယ် mini electric fan ကတော့ကျွန်တော်တို့ဆောင်းထားရမလို့ဖြစ်ပါတယ်တချို့ဇက်ရုံတွေမှာကျွန်တော် aircon တွေများဖွင့်ထားတာမျိုးမရှိပါဘူးအဲ့လိုမျိုးချိန်မှာကျွန်တော်တို့ဟာမောကလည်းမောပန်းလည်းပန်းနေဆိုအောက်ဆီဂျင်ပြတ်နိုင်ပါတယ်အဲ့ကြည့်ကြရင်ကျွန်တော်တို့ electric fan လေးနဲ့ဆိုရင်ဒါတက်တောက်သက်သာရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့လက်အိတ်ပါဒါအပူခံလက်အိတ်ပေါ့နော်ဒါကျွန်တော်တို့မီးချိန်တဲ့နေရာကြာရင်မီးအိမ်တွေကကျွန်တော် heat တွေရှိတဲ့အတွက်အရမ်းပူပါတယ်အဲ့ဒါကိုကျွန်တော်လက်အိတ်နဲ့ကင်တာကတော့အကောင်းဆုံးဖြစ်ပါတယ်ဒါကျွန်တော် black sweater သို့မဟုတ် shirt black shirt တွေပေါ့နော်ဝတ်ဆင်ဖို့လိုပါတယ်ကျွန်တော်တည်ရ technician များသောအဖြစ်ဒါမျိုးအမဲရောင်ပဲဝတ်ဆင်တာတော့အကောင်းဆုံးဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ rubber shoes ဒါကျွန်တော် rubber shoes ကပေါ့ပါနိုင်တဲ့ rubber shoes မျိုးကိုကျွန်တော်ဝတ်ဆင်တာပိုကောင်းပါတယ်တချို့ဇက်ရုံတွေဆိုရင် rubber shoes မစီးထားလို့ရှိရင်ပေးမဝင်တဲ့အထီကိုတင်းကျပ်ထားတာမျိုးတွေရှိပါတယ်နောက်တစ်ခု safety harness နော် safety harness ကကျွန်တော်တို့မီးချိန်တဲ့နေရာမှာအမြင့်တွေကိုကျွန်တော်တို့တက်ရပါတယ်အဲ့ဒီချိန်မျိုးမှာကျွန်တော်တို့ကကိုယ်ပိုင်ကျွန်တော်တို့ safety harness ကိုတက်ဆင်ခြင်းအပြည့်ပေါ့နော်ကျွန်တော်တို့ကာကွယ်ပြီးသားဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ 0.5 pencil လိုအပ်ပါတယ်ခုနကျွန်တော်ပြောတဲ့ ruler တွေ stencil တွေနဲ့တွဲပြီးတော့ lighting symbol တွေကိုဆွဲတဲ့နေရာမှာအသုံးဝင်ပါတယ်ပြီး soft pastel color pen ဒါတွေကျွန်တော်တို့ soft pen တွေလည်းလိုအပ်ပါတယ်ကျွန်တော်တို့မှတ်သားဖို့ကျူတွေရေးချဖို့เนาะကျွန်တော်တို့ lighting book တွေပေါ်မှာကျွန်တော်တို့ highlight တွေလုပ်ဖို့ပြီးရင်ကျွန်တော်တို့ script တွေเนาะဇာတ်ညွှန်းတွေပေါ်မှာကျွန်တော်တို့လိုအပ်တဲ့စာသားတွေပေါ်မှာ highlight လုပ်ဖို့တားဖို့ပေါ့เนาะအဲ့နေရာမှာကျွန်တော်တို့လိုပါတယ်ဒါတော့ drafting kit ပေါ့နော်ကျွန်တော် draft drawing ဆွဲတဲ့နေရာမှာလိုအပ်တဲ့ကျင်တွယ်တွေစက်ဝိုင်းချမ်းတွေ compass တွေအဲ့ဒါတွေလည်းလိုအပ်ပါတယ်ဗျ files and folders နော်ကျွန်တော် file တွေထည့်မယ်ကျွန်တော်ရဲ့ဇာတ်ညွှန်းတွေစာရွက်စာတမ်းတွေကိုသူ့အတူ organize ဖြစ်နေအောင်ကျွန်တော်ထည့်သိမ်းမဲ့နေရာမှာလိုအပ်ပါတယ် A3 A4 စာရွက်တွေလိုအပ်ပါတယ်ကျွန်တော်တို့အကြံရေးချမယ်ဆွဲမယ်နော်အပြောင်းလဲတွေရှိရင်အဲ့ပုံမှာမှတ်သားဖို့အတွက်ကျွန်တော်တို့လိုအပ်ပါတယ်ပြီးတော့ကျွန်တော်color filters guide ပေါ့နော်ဒါလည်းအရင်ရေးကြည့်ပါတယ် color filter guide ကကျွန်တော်တို့ color တွေကိုရွေးချယ်တဲ့နေရာမှာသူ့ရဲ့ number အလိုက်ကျွန်တော်တို့ကရွေးချယ်ပါတယ်အဲ့မှာ leaf it ဒါဖြစ်ပါတယ်ဒါ cardboard ကတော့ကျွန်တော်တို့ဒါ color frame တွေကိုဖြတ်ရပါတယ်ဖြတ်တဲ့နေရာအောက်ကအမာခံနေနဲ့သုံးတာပါအဲ့ဒါအရေးကြီးပါတယ်လိုအပ်ပါတယ် labeling text ဒါကတော့ကျွန်တော်ဇာတ်ညွှန်းတွေပေါ်မှာနော်အခန်းစဉ်လိုက်မှတ်သားမဲ့နေရာမှာသူ့ color နဲ့သူမှတ်သားအချင်းအပြင်ကျွန်တော်တို့အလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ် masking tape ဒါကတော့ကျွန်တော် programming လုပ်တဲ့အချိန်မှာ console board ပေါ်မှာကျွန်တော်အမှတ်သားတွေရေးမယ်ပြုမယ်ကိုလိုတဲ့နေရာမှာ mask လုပ်ထားမယ့်နေရာမှာသုံးပါတယ်
ဒါ gaffer tape ကလည်းရေးကြည့်ပါတယ် cable တွေကို organize လုပ်တဲ့နေရာမှာတညီတညာလေးဖြစ်အောင်လုပ်ပြီးတော့ကျွန်တော်အဲ့ပုံကနေပြီးတော့အုပ်ပေးရပါတယ်เนาะအမဲရောက် gaffer tape ကတော့ကျွန်တော်တို့အရန်ကောင်းပါတယ်ဒါကျွန်တော်ဒီမှာတော့ဟိုရေစိုးခံတိတ်ဆိုပြီးတော့เนาะမိုးကတိတ်ဆိုပြီးတော့ပြောကြပါတယ်เนาะနောက်ဒါကတော့ကျွန်တော် color frozen tape ပေါ့နော် grow tape လို့ခေါ်ပါတယ်အမှောင်ထဲမှာဒီကောင်လေးကသူ့အတူအယောင်ထွက်လာတာပါအဲ့ဒီ tape လေးတွေကတော့ကျွန်တော်တို့ setting တွေဘာတွေပေါ်မှာလိုက်ပြီးတော့ကျွန်တော်တို့ကချမဲ့နေရာတွေမှာအမှတ်သားလုပ်ပါတယ် dancer ရမဲ့နေရာနဲ့ကျွန်တော် lighting mi point ပေးထားတဲ့နေရာနဲ့ကွက်တိဖြစ်အောင်ကျွန်တော်တို့ဒီအမှတ်သားတွေလုပ်တဲ့နေရာမှာ grow tape ကိုသုံးပါတယ်ပြီးတော့ကျွန်တော်ဒီ MX texture ပါဒါကျွန်တော်တို့ signal လာတဲ့ XLR ကြိုးတွေကျွန်တော် signal ရောက်မရောက်ကောင်းမကောင်းကြိုးတွေကျွန်တော် text လုပ်တဲ့နေရာမှာအသုံးပြုပါတယ်ဒါ DMX measurement tool ပါအရင်ရေးကြည့်ပါတယ်ဒါကတော့ကျွန်တော်တို့ fixture တွေပေါ့နော် moving တို့ဘာတို့ရဲ့သူ့ရဲ့ channel တွေကိုလွယ်လေးတကူတက်ဆင်ပြီးဖတ်လိုက်တဲ့နေရာမှာတန်းပြောတာပါဒါ Leatherman multi tools ပါအဲ့ဒါတော့အရင်ကောင်းပါတယ် multi tools ဖြစ်တဲ့အတွက်အကုန်သုံးပြုလို့ရပါတယ်ရှိသင့်ပါတယ်ဒါကတော့ကျွန်တော် lighting designer တယောက်ရဲ့လိုအပ်တဲ့ tools တွေပဲဖြစ်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်